ဒီနေ့တော့ root chakra လည်းပြီးသွားပြီ secret chakra လည်းပြီးသွားပြီ solar လည်းပြီးသွားပြီเนาะ solar plexus လည်းပြီးသွားပြီဒီတော့လူတိုင်းနဲ့ဒီကနေ့ခေတ်မှာလူတိုင်းနဲ့เนาะလိုအပ်နေတဲ့ heart chakra ပေါ့เนาะနှလုံးသား chakra လေးကိုဆွဲပြီးမယ်เนาะ heart chakra မှာရှိနေတဲ့မိတ်ဆွေရဲ့ဒီသိချင်တဲ့အကြောင်းအရာလေးတွေပေါ့เนาะအဲ့ဒါလေးကိုကျမကနေပြီးတော့မှဒီဟာကိုဆွဲပြီးမယ် heart chakra ဆိုတာကျမတို့သိပါတယ်เนาะရင်ညွတ်တက်တဲ့မှာရှိတာเนาะရင်ညွတ်တက်တဲ့မှာရှိတာစိတ်ဒဏ်ရာတွေချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့အချစ်မခံရတာတွေเนาะချစ်ချင်းမေတ္တာငတ်နေတာပေါ့เนาะအဓိကမေတ္တာငတ်နေတယ်အချစ်ကိုဘယ်လိုပုံစံနဲ့ချစ်ရမလဲဆိုတာလည်းမသိဘူးဘယ်လိုပုံစံနဲ့လက်ခံပေးရမလဲဆိုတာမသိတဲ့ဒီ heart chakra လေးကအမတန်မှကျမတို့အတွက်ကိုနာကျင်စေတဲ့ဒီနေ့ရက်ဒီအချိန်တွေအများကြီးရှိခဲ့တယ်ဘဝတစ်လျှောက်လုံးမှာဒီ heart chakra လေးကအမတန်မှကိုပေါ့နော်ဒဏ်ရာတွေရှိနေတယ်နာကျင်နေတယ်ကုစားဖို့တွေလိုအပ်တယ်နော်ဒါအစိမ်းရောင် energy chakra လေးပဲဖြစ်တယ်နော်ဒီတော့ကျမကနေပြီးတော့မှဒါ heart chakra အုပ်စုပဲ heart chakra အုပ်စုကိုဖယ်ထားပြီးရင်ကျမမိတ်ဆွေတို့အတွက်ဆွဲပြီးမယ်မိတ်ဆွေရဲ့အဓိက heart chakra မှာလိုအပ်နေတဲ့လောကကြီးကပေးတဲ့ message လေးကိုဆွဲပြီးမှဖြစ်ပါတယ်เนาะဒါ energy ကရင်တော့မိတ်ဆွေအတွက်ပဲဖြစ်ပါတယ်ဒိဋ္ဌံတင်ထားပြီးတော့ဆွဲပြီးမှပါဟောမိတ်ဆွေရတဲ့တကယ်တော့ငါကန်ဆိုးလေခြင်းငါကံမကောင်းဘူးချီးနဲ့ပတ်သက်ပြီးတော့ငါအချစ်မခံရဘူးငါ့ကိုလည်းမချစ်ကြဘူးဆိုပြီးတော့မိတ်ဆွေကငါရဲ့ကံမာလေးငါရဲ့ဒီကိစ္စတွေကငါအတွက်ဖြစ်နေကြပဲဆိုရဲမသိစိတ်မှာမိတ်ဆွေကဒေါသနဲ့ဖုံးထားတဲ့အရာတွေပဲဖြစ်တယ်တဲ့နော်မိတ်ဆွေမှာဒါမျိုးလေးတွေရှိနေတယ်တဲ့ဒါကိုကခံရတဲ့သူပဲပေါ့နော် relationship နဲ့ပတ်သက်ပြီးတော့ငါပဲအမြဲတမ်းခံနေရတယ်ငါပဲငါ့ကိုပဲလုပ်ရလေခြင်းဆိုရဲမိတ်ဆွေကပြင်ပမှာဒါမိတ်ဆွေဒါငါ accept တာလုပ်လိုက်တယ်ဒါပေမဲ့မိတ်ဆွေရဲ့မသိစိတ်မှာဒေါသပါနေတဲ့အတွက်ကြောင့်မလို့မိတ်ဆွေကဒီကိုယ့်ရဲ့ chakra မှာ healing လုပ်ရမယ်ဆိုရယ်လောကကြီးကပေးတဲ့ message လေးပဲဖြစ်ပါတယ်เนาะတကယ်တမ်းတော့ဒါခံရသူပေါ့เนาะအမြဲတမ်းခံရတဲ့ဘက်ကပဲတွေးနေတာပေါ့ခံရတဲ့ဘက်ကပဲတွေးနေရပဲငါပဲဖြစ်တယ်ဒီကိစ္စကငါပဲလာဖြစ်နေတယ်เนาะဒီကိစ္စငါပဲဖြစ်နေတယ်ငါ့ဟာမှလာဖြစ်နေတာလားဒါမျိုးတွေပေါ့เนาะအဲ့ဒီအတွက်ကြောင့်မလို့မိတ်ဆွေလောကကြီးကပေးတဲ့ message ကတော့ဒါကိုပြန်ပြီးတော့သုံးသပ်ဖို့ပေါ့ကိုယ့်ရဲ့နှလုံးသား chakra ကိုယ့်ရဲ့ဒီမှာဖြစ်နေတဲ့ energy တွေကမိတ်ဆွေအတွက်ကိုမှအရန်ကိုbalances မဖြစ်ဘဲနဲ့ဒီတိုင်းသာဆက်သွားမယ်ဆိုလို့ရှိရင်မိတ်ဆွေဒီ energy တွေကနေပြီးတော့ပဲထွက်မှာမဟုတ်တော့ဘူးเนาะအမြဲတမ်းငါခံနေရတယ်ဆိုတနေ့မိတ်ဆွေပြောနေတဲ့စကားလုံးတွေအတိုင်းပဲမိတ်ဆွေဘဝမှာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေကို reprogramming ပြန်လုပ်ဖို့အတွက်ကိုမှသတိပေးတဲ့ကပ်ဖြစ်တယ်เนาะငါခံရသူမဟုတ်ပါဘူးတကယ်တမ်းတော့ငါခံရသူဆိုငါကငါတတ်မှတ်နေတဲ့အရာတွေပါဆိုတာပြောနေတဲ့လောကရဲ့ message ပဲဖြစ်ပါတယ်เนาะကဲနောက်ထပ် heart chakra နဲ့ပတ်သက်ပြီးတော့နောက်ရက်တင်မှာဆက်ပြီးမှဖြစ်ပါတယ်မိတ်ဆွေကိုလောကကြီးကပေးတဲ့ message တွေပဲဖြစ်တယ်เนาะကဲနောက်ဗီဒီယိုမှာတွေ့ကြရအောင်